အာကာသယာဉ်မှူး6ဦးဟာအင်္ဂါဂြိုဟ်ကနေမြေဇီလာနမူနာတွေတည်ဆောင်လာတဲ့ Peregrine 7အာကာသယာဉ်ကိုဖမ်းယူဖို့တာဝန်ပေးခံရပါတယ်။အင်ဂျင်နီယာဖြစ်သူယိုရီကခက်ခက်ခဲခဲနဲ့ဖမ်းယူနိုင်ခဲ့ပြီးစမ်းသပ်ခန်းထဲမှာဇီဝဗေဒပညာရှင်ဟူကဆဲတစ်ခုတည်းရှိတဲ့သက်ရှိလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာအင်္ဂါဂြိုဟ်မှာသက်ရှိကြောင်းပထမဆုံးသက်သေဖြစ်လို့ကမ္ဘာမြေကကျောင်းသားလေးတွေကသူ့ကိုကယ်ဗင်လို့အမည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဟူကသူ့ကိုကြီးထွားအောင်လှုံ့ဆော်ပေးလိုက်တဲ့အခါကယ်ဗင်ဟာဆဲပေါင်းများစွာပါတဲ့တပ်တော်ကအဖြစ်မြန်မြန်ဆန်ဆန်ပြောင်းလဲလာပါတယ်။သူကကြွက်သားလည်းဖြစ်အုံနောက်လည်းဖြစ်မျက်လုံးလည်းဖြစ်တဲ့အလွန်ထူးခြားပြီးအနေရရှိတဲ့တပ်တော်ပါ။စမ်းသပ်ခန်းထဲမှာမတော်တဆမှုဖြစ်ပြီးကယ်ဗင်ကငြိမ်သွားတဲ့အတွက်ဟူကလျှက်စစ်နဲ့တို့ပြီးနှိုးလိုက်ပါတယ်။ဒါဟာအမှားကြီးတစ်ခုပါပဲ။ကယ်ဗင်ကနှိုးလိုက်ရုံနဲ့မကပဲဟူကရဲ့လက်ကိုရိုးရင်းချင်စီတွေကျိုးကျေသွားတဲ့အထိညှစ်ပစ်လိုက်ပါတယ်။ဟူ3လက်သွားတဲ့အချိန်မှာကယ်ဗင်ကလက်ကိုဖောက်ထွက်ပြီးလွတ်သွားပါတယ်။အခန်းထဲမှာရှိတဲ့စမ်းသပ်ခန်းကြွက်ကိုလည်းဝါမျိုးပြီးပိုကြီးလာပါတယ်။ယိုရီကဟူကိုကယ်ဖို့ quarantine စည်းကမ်းကိုဖောက်ဖျက်ပြီးအခန်းထဲဝင်သွားခဲ့ပေမဲ့သူကိုယ်တိုင်ပိတ်မိသွားပါတယ်။သူကမီးတောင်နဲ့တတ်ဖို့ကြိုးစားပေမဲ့အောင်မြင်ခဲ့ပဲကယ်ဗင်ကယိုရီရဲ့ပါးစပ်ထဲကနေတဆင်ကိုရွေးအင်္ဂါတွေကိုစားတောက်ပစ်လိုက်ပါတယ်။ကယ်ဗင်ဟာလေဝင်လေထွက်ပေါက်ကနေတဆင်လွတ်မြောက်သွားပါတယ်။အာကာသယာဉ်မှူးတွေကကယ်ဗင်အသက်ရှင်ဖို့အတွက်အောက်ဆီဂျင်နဲ့ရေလိုအပ်မှန်းသိလိုက်ကြပါတယ်။ဆက်သွယ်ရေးစနစ်ပျက်စီးသွားတာကိုပြင်ဖို့အတွက်တမှုဖြစ်သူကအာကာသထဲထွက်ခဲ့ပါတယ်။အဲ့ဒီမှာကယ်ဗင်ကသူမရဲ့ဝတ်စုံကိုတိုက်ခိုက်ပြီးအေးပေးစနစ်ကိုဖောက်လိုက်ပါတယ်။သူမရဲ့ခေါင်းစွပ်ထဲမှာအဆိပ်ရှိတဲ့အရည်တွေပြေလာပါတယ်။သူမဟာကယ်ဗင်ကိုအထက်ပေးမဝင်စေချင်တာကြောင့်အလုံးပိတ်တကားကိုမဖွင့်ခိုင်းပဲအသက်ရှူကျပ်ပြီးအပြင်မှာတင်တေဆုံးသွားခဲ့ပါတယ်။အာကာသယာဉ်မှူးတွေကကယ်ဗင်ကိုအာကာသထဲလွှင့်ထွက်သွားအောင်နီးမျိုးစုံနဲ့ကြိုးစားပေမဲ့ကယ်ဗင်ကအယမ်းညံကောင်းပါတယ်။သူကအာကာသစခန်းရဲ့အပြင်ဘက်မှာကတ်တွယ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကမ္ဘာမြေကနေဆိုယုကယ်ဆယ်ရေးယာဉ်ရောက်လာပါတယ်။ဒါပေမဲ့ဒါကယ်ဆယ်ရေးမဟုတ်ပဲကယ်ဗင်ကိုကမ္ဘာမြေပေါ်ရောက်မလာအောင်အာကာသစခန်းတစ်ခုလုံးကိုအဝေးဆုံးကိုတွန်းထုတ်ပစ်ဖို့ရောက်လာတာပါ။ရှိုးဆိုတဲ့အာကာသယာဉ်မှူးကအိမ်ပြန်ကျင်စောနဲ့အဲ့ဒီယာဉ်ပေါ်တက်ဖို့ကြိုးစားပေမဲ့ကယ်ဗင်ကအဲ့ဒီမှာစောင့်နေပါတယ်။နောက်ဆုံးမှာဆိုယုအာကာသယာဉ်ဟာ ISS ခန်းကိုဝင်တိုက်ပြီးပျက်စီးသွားပါတယ်။အခုဆိုရင်ဒေးဗစ်နဲ့မီရန်ဒါတို့နှစ်ယောက်ပဲကျန်ပါတော့တယ်။အာကာသစခန်းကကမ္ဘာမြေပေါ်ကိုပြုတ်ကျတော့မယ့်အခြေအနေပါ။သူတို့နှစ်ယောက်ဟာအသက်ကယ်ယာဉ်တစ်ခုစီနဲ့ခွဲထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေးဗစ်ကကယ်ဗင်ကိုသူ့နောက်ပါလာအောင်မြှောက်ခေါ်ပြီးအာကာသနက်နက်တွေကိုမောင်းနှင်သွားမှာဖြစ်ကမီရန်ဒါကတော့ကမ္ဘာမြေကိုပြန်ဆင်းမှာပါ။ဒေးဗစ်ကကယ်ဗင်ကိုသူ့ရဲ့ယာဉ်ထဲကိုအောင်မြင်မြင်နဲ့မြှောက်ခေါ်နိုင်ခဲ့ပါတယ်။အသက်ကယ်ယာဉ်နှစ်စီးကတစ်စီးဟာကမ္ဘာမြေပေါ်ကဘီယက်နဲ့ပင်လယ်ထဲကိုကျလာပါတယ်။တန်ငါတွေကကယ်ဖို့သွားတဲ့အခါယာဉ်ထဲမှာဒေးဗစ်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒေးဗစ်ကကယ်ဗင်ရဲ့အမြင်တမ်းတွေနဲ့ပတ်နှောင်ခံရပြီးမဖွင့်နဲ့တကားကိုမဖွင့်နဲ့လို့អော်နေပါတယ်။တစ်ဖက်မှာတော့မီရန်ဒါရဲ့ယာဉ်ဟာဆက်ချုပ်ရမ်းပြီးအာကာသတွေကိုလွတ်ထွက်သွားပါတယ်။တန်ငါတွေကဒေးဗစ်ရဲ့စကားကိုနားမလည်ပဲတကားကိုဖွင့်လိုက်တဲ့အခါကယ်ဗင်ဟာကမ္ဘာမြေပေါ်ကိုရောက်ရှိသွားပါပြီ။လူသားမျိုးနွယ်တွေအတွက်တော့ဒါဟာတကယ့်ကိုအဆုံးသတ်ပါပဲ။